ဘောလုံးလောကရဲ့အင်အားကြီးအသင်းတစ်သင်းကမ္ဘာဖလားလေးကြိမ်ချန်ပီယံကမ္ဘာဘောလုံးသမိုင်းမှာအကြီးမားဆုံးအသင်းတွေကတစ်သင်းဖြစ်တဲ့ဂျာမနီအသင်းဟာဒီတစ်ချိန်မှာတော့ကမ္ဘာဖလားခရီးစဉ်ကိုအချိန်မတိုင်ခင်ပဲရပ်နားလိုက်ရပါတယ်။ဒီရလဒ်ဟာဂျာမန်ပရိသတ်တွေအတွက်တော့လက်ခံရခက်တဲ့အဖြစ်အပျက်တစ်ခုပါ။ပွဲစဉ်တစ်လျှောက်မှာဂျာမနီဟာဘောလုံးပိုင်ဆိုင်မှုတိုက်စစ်ဖန်တီးနိုင်မှုတွေမှာအားသာခဲ့ပေမဲ့အဆုံးသတ်ပိုင်းအားနည်းချက်တွေကာကွယ်ရေးအမှားတွေကသူတို့ကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။တစ်ချိန်က tournament team လို့သတ်မှတ်ခံခဲ့ရတဲ့ဂျာမနီဟာအခုတော့အရေးကြီးတဲ့အချိန်တွေမှာဖိအားကိုမကျော်လွှားနိုင်တော့တာကိုထပ်မံမြင်တွေ့ခဲ့ရပါတယ်။2014ကမ္ဘာဖလားချန်ပီယံဖြစ်ခဲ့တဲ့နောက်ပိုင်းမှာဂျာမနီရဲ့အောင်မြင်မှုတွေကတဖြည်းဖြည်းကျဆင်းလာခဲ့ပါတယ်။2018မှာအုပ်စုအဆင့်ကနေထွက်ခဲ့ရတယ်။2022မှာလည်းအုပ်စုအဆင့်မှာပဲရပ်နားခဲ့ရတယ်။အခုတစ်ချိန်လဲထပ်ပြီးပြိုင်ပွဲကနေထွက်ခွာရတာကဂျာမန်ဘောလုံးအတွက်အန္တရာယ်ချက်ပေးတံတစ်ခုလိုဖြစ်လာပါတယ်။ကစားသမားကောင်းတွေမရှိလို့မဟုတ်ပါဘူး။နီးစနစ်ပိုင်းအသင်းလိုက်ချိတ်ဆက်မှုအဆုံးသတ်ပိုင်းနဲ့စိတ်သက်ပိုင်းတွေမှာအားနည်းချက်တွေကထင်ရှားနေစေပါ။လူငယ်ကျယ်ပွင့်တွေအများကြီးရှိပေမဲ့အတွေ့အကြုံရှိခေါင်းဆောင်ကစားသမားတွေရဲ့အခန်းကဏ္ဍကိုအပြည့်အဝအစားထိုးနိုင်ဖို့တော့အချိန်လိုနေသေးပါတယ်။ဂျာမနီလိုအသင်းကြီးတစ်သင်းအတွက်ဒီလိုအုပ်စုအဆင့်ဒါမှမဟုတ်အစောပိုင်းအဆင့်ကနေထွက်ခွာရတာဟာလုံးဝလက်ခံနိုင်စရာမဟုတ်ပါဘူး။အခုချိန်မှာတော့မေးခွန်းတစ်ခုကထွက်ပေါ်လာပါတယ်။ဂျာမန်ဘောလုံးဟာပြန်လည်တည်ဆောက်ရေးလုပ်ငန်းကိုစတင်ရတော့မှလား။ဒါမှမဟုတ်ဒီအမှားတွေကိုထပ်ခါပြန်လုပ်နေဦးမှလား။ကမ္ဘာဖလားကတော့ဂျာမနီအတွက်ဒီနှစ်မှာအဆုံးသတ်သွားခဲ့ပါပြီ။ဒါပေမဲ့အသင်းကြီးတစ်သင်းရဲ့တန်ဖိုးကရှုံးနိမ့်ချိန်မှာဘလို့ပြန်ထလာနိုင်မလဲဆိုတာနဲ့တိုင်းတာကြတာပါ။ဂျာမနီကပြန်လာနိုင်မလား။ဒါမှမဟုတ်တစ်ချိန်ကဂုဏ်သတင်းကြီးခဲ့တဲ့အသင်းတစ်သင်းအဖြစ်ပဲကျန်ရစ်သွားမလား။ဒီမေးခွန်းရဲ့အဖြေကိုတော့လာမယ့်နှစ်တွေမှာပဲမြင်တွေ့ရတော့မှာဖြစ်ပါတယ်။ Germany are out, but their rebuilding journey starts now.